မ်ဘီယာနိုင်ငံနဲ့မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်ပြီးကြားနာပွဲကိုဇန်နဝါရီလ12ရက်နေ့မှ29ရက်နေ့အထိနယ်သာလန်နိုင်ငံဒီဟိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာတရားရုံးမှပြုလုပ်လျက်ရှိရာအဆိုပါကြားနာပွဲသို့နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလိုင်နှင့်ဥပဒေရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ခေါင်းဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိပါတယ်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာဂမ်ဘီယာနဲ့မြန်မာနိုင်ငံအကြားတရားရင်ဆိုင်နေမှုနဲ့ပတ်သက်ပြီးနိုင်ငံတော်ယာယီသမ္မတအကြံပေးအဖွဲ့မှဒေါက်တာရင်ရင်တွေကအခုလိုပြောကြားထားပါတယ်ရှင်။ဆက်စချင်းပြောချင်တာကတော့ ICJ မှာအခုဝန်ကြီးဦးကိုလိုင်ဦးဆောင်ပြီးဝန်ကြီးဒေါက်တာသီတာဦးပါပြီးဒီအဖွဲ့ဝင်နေကျမတို့ရုံးကအကြံပေးဒေါက်ခင်ဦးလိုင်မှာပါသွားတယ်။သွားရှင်းပြတာကျမအနေနဲ့အပြည့်အဝထောက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလို2016နဲ့19မှာဒီကိစ္စတွေပေါ့ဒီဘင်္ဂါလီတွေကိုလူမျိုးသုံးစေမှုဖြစ်စေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးဖြစ်တဲ့နှစ်တွေမှာဒီအစိုးရမတိုင်ခင်ကအဖြစ်မှန်တွေကိုတက်တဲ့အထောက်ထားနဲ့ထောက်ပြတင်ပြတာနိုင်ငံတကာအတိုင်းအဝိုင်းကိုဒါပထမဦးဆုံးအကြိမ်လို့ပဲပြောရမယ်အဲ့တော့ဒါပထမဦးဆုံးအကြိမ်ဒီအစိုးရလက်ထက်မှာမှန်မှန်ကန်ကန်အဖြစ်စဉ်တွေကိုရှင်းပြခဲ့တာပဲကိုရှုထောင့်ကနေအထောက်အထားတွေနဲ့နိုင်ငံတော်ရှုထောင့်နိုင်ငံအချုပ်အခြာရှုထောင့်တိုင်းရင်းသားတွေရဲ့ရှုထောင့်ကနေတင်ပြနိုင်တာဒါပထမဦးဆုံးအချိန်ပဲဟိုအရင်အစိုးရတော့အဲ့ဒီတင်ပြတဲ့အဆင့်လောက်မရောက်ခဲ့ဘူးအဲ့ဒီတော့ကလည်းကျွန်မနားထောင်ခဲ့ပါတယ်အဖြစ်ပြက်မှန်ကိုတင်ပြခြင်းအထိမရောက်ခဲ့ပါဘူးဆက်ပြီးပြောမယ်ဆိုအဲ့ဒါကြောင့်ခုလောလောဆယ် The Hague မြို့မှာဖြစ်နေတဲ့ ICJ ပေါ့လေမြန်မာနိုင်ငံကဂမ်ဘီယာနဲ့အမှုဖြစ်နေတာကဂမ်ဘီယာဆွဆွဲတာပေါ့လေအဲ့တော့ကျမအနေနဲ့ပထမခန္ဓာပေါ့လေဒီကိစ္စမှာအရေးပါအရာရောက်တဲ့ကိုဖီအာနန်ကော်မရှင်နဲ့ပတ်သက်ပြီးနည်းနည်းလေးရှင်းပြခြင်းပါတယ်ကိုဖီအာနန်ဆိုတာကကျမကိုယ်တိုင်လည်းကမ္ဘာကုလသမဂ္ဂမှာလုပ်ခဲ့တော့ကျမသူနဲ့လည်းစကားပြောဦးပါတယ်သူကကုလသမဂ္ဂအတွင်းမှုတွေထဲမှာ9ယောက်မြောက်အတွင်းမှုသူက1996ကနေ2009အထိသူလုပ်ခဲ့ပါတယ်အဲ့တော့ပထမအချက်ကျမပြောချင်တာကသူ့ကိုဘာလို့ရွေးလိုက်လဲဆိုတာ report ကိုဥဆောင်မှုဘာကြောင့်ရွေးလိုက်လဲဆိုတာကျမရှင်းရှင်းပြောရင်သိနားမလည်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကိုဖီအာနန်ရဲ့ကိုရေးအထုပ်ပတ်တိပဲဖြစ်ဖြစ်ဒီ UN ကထုတ်တဲ့အထုပ်ပတ်တိပဲဖြစ်ဖြစ်အထုပ်ပတ်တိတစ်ခုခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုဖီအာနန်ကကုလသမဂ္ဂမှာရှိတဲ့နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကိုသိအလေးမထားတဲ့တွေးမှုချုပ်လို့ပဲကျွန်မသုံးသပ်ရမှာပဲဥပမာပြောမယ်ဆိုလို့ရှိရင်ဆာဘီယာတိုင်းပြည်ပေါ့လေသူတိုင်းပြည်တသက်ရှိတာဆာဘီယာတိုင်းပြည်ကိုကော့ဆိုဗိုကိစ္စနဲ့သူတို့ပဋိပက္ခတွေဖြစ်တော့ဒါပြည်တွင်းပဋိပက္ခတိုင်းပြည်တော်တော်များများပြည်တွင်းပဋိပက္ခလို့သတ်မှတ်ထားတယ်။ဘာဖြစ်လို့လဲဆိုကော့ဆိုဗိုကအစ္စလမ်ဘာသာများတဲ့ပြည်နယ်ဆိုပြီးသူတို့ကခွဲထွက်ချင်တယ်။ခွဲထွက်ချင်တော့တော်တော်များများဥရောပတိုက်ကနိုင်ငံနေရာအဲ့ဒီခွဲထွက်မှုကိုသူတို့အားပေးတယ်ဆာဘီယာနဲ့ဥမာအာရှတိုက်နိုင်ငံတွေဘာတွေကတော့အားမပေးဘူးပေါ့လေအဲ့ဒီအချိန်မှာ UN မှာလည်းသဘောမတူနိုင်ဘူးအတင်းအကျပ်ဝင်တိုက်ဖို့ဆိုတာဆာဘီယာသဘောမတူနိုင်တော့ဘာလို့တော့ဆိုကိုဖီအာနန်ရဲ့ခွင့်ပြုချက်နဲ့အမိန့်အရပဲနေတိုးလိမ်မြန်နေအထူးသဖြင့်အမေရိကန်လိမ်မြန်နေဟာဆာဘီယာကိုဘုံကျဲလိုက်တာ1996ခုနှစ်သူအတွင်းမှုချုပ်ဖြစ်နေပြီမလကနေမေလအထိသူဘုံကျဲတယ်ဘုံကျဲရင်းနဲ့တရုတ်တန်ယုံကိုသွားထိတယ်ယူဂိုစလာဗီးယားအရင်ငကိုယူဂိုစလာဗီးယားတိုင်းပြည်မှာရှိတဲ့ဆာဘီယာမြို့တော်ဖြစ်တဲ့ဘဲလ်ဂရိတ်မှာအဲ့ဒီမှာမြို့တော်မှာတရုတ်တန်ယုံကိုသွားထိတော့တရုတ်သတင်းတောက်3ဦးသေသွားတယ်တရုတ်တန်ယုံကတရုတ်လူမျိုးတွေ21ယောက်လောက်ဒဏ်ရာရတယ်ဆိုတော့ဒါကကုလသမဂ္ဂကခွင့်ပြုထားတဲ့ဘုံကျဲခြင်းလည်းမဟုတ်ဘူးသူကသူတစ်ဖက်သက်သက်အနိုင်ကျင့်တယ်လို့ပဲတော်တော်များများတိုင်းပြည်တွေကယူဆကြတယ်အဲ့တော့ဒီကော့ဆိုဗိုခွဲထွက်တော့လေဥရောပတိုက်ကအားပေးတယ်ဒီဘုံကျဲတဲ့ဖိအားတွေနဲ့ဆိုတော့ဆာဘီယာကကော့ဆိုဗိုကိုခွဲထွက်တာတော့ခွင့်မပြုဘူးဒါမဲ့ခွဲထွက်ခံလိုက်ရတယ်ယနေ့အထိပဲကော့ဆိုဗိုကိုတီးခြားနိုင်ငံအဖြစ်အတိမမပြုတ်တဲ့အစိုးရတွေကကမ္ဘာပေါ်မှာပုံများတယ်အနောက်နိုင်ငံတွေကတော့အတိမပြုတ်တယ်ပေါ့လေအဲ့တော့ကျမဆိုလိုတာကကော့ဆိုဗိုနဲ့ဆာဘီယာကိစ္စမှာနိုင်ငံရဲ့အချုပ်အခြာဖြစ်တဲ့ဆာဘီယာရဲ့
လိုအပ်ချက်တွေကိုနောက်ပြီးသူ့ရဲ့ဥပဒေဘောင်တွေပါတယ်မစင်စားပဲတစ်ဖက်သက်ဒီလိုဘုံကျဲခိုင်းတာကတော့အဲ့ဒီနိုင်ငံကိုမလေးစားလို့ပဲလို့ကျမတို့သတ်မှတ်ရမယ်ဆာဗီယက်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမလေးစားဘူးအဲ့ဒီကလေးကဒါ1999ဆိုတော့အဲ့ဒီကလေးကကိုဖီအာနန်ကအတွင်းမှုချုပ်ဖြစ်နေတော့သူကဒီ2009ဖြစ်တာဘူးဘယ်တော့အခါမှကျမတို့နိုင်ငံမှာရှိတဲ့ဒီခွဲထွက်တဲ့ကိစ္စတွေခွဲထွက်ဖို့တောင်းဆိုတဲ့ဒီဘင်္ဂါလီတောင်းဆိုချက်တွေပါလေဒီလူမျိုးအရာပေါ့လေနိုင်ငံတော်ကသတ်မှတ်တဲ့အခေါ်အဝေါ်နဲ့မသတ်မှတ်ပဲတခြားအခေါ်အဝေါ်နဲ့သတ်မှတ်ပါလေဒီလိုဟိုနိုင်ငံတော်အချုပ်အခြာကိုလာထိပါတဲ့ကိစ္စတွေမှာကိုဖီအာနန်ကိုရှင်းပြရင်ကော်မရှင်တစ်ခုဖွဲ့ပြီးကိုဖီအာနန်ကိုအဲ့ဒီကော်မရှင်ဥက္ကဋ္ဌအနေနဲ့ခန့်မယ်လို့ကျွန်မမထင်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့လူရက်တွေအလုံးကနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုသူအလေးမထားဘူးဆိုတာပြနေတယ်လို့ကျွန်မတို့ယူဆခဲ့တယ်။အဲ့ဒီအချိန်မှာအဲ့ဒီမှာရှိတဲ့အစိုးရပေါ့လေမြန်မာနိုင်ငံအစိုးရကကိုဖီအာနန်ပါဝင်တဲ့ကော်မရှင်ဖွဲ့မယ်ဆိုတော့လွှတ်တော်တဲမှာရခိုင်ပါတီပေါ့လေ ANP နဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြည်ခိုင်ဖြိုးလို့ခေါ်တဲ့ USDP ကကန့်ကွက်ကြတယ်မလုပ်ပါနဲ့ကျမတို့သဘောမတူကြဘူးပေါ့လေဒါမဲ့အဲ့လိုကန့်ကွက်ချက်တွေကိုနားမထောင်လွတ်တော်ကိုပေးမဆုံးဖြတ်ပဲအဲ့ဒီအချိန်ကလုပ်ခဲ့တဲ့နိုင်ငံခေါင်းဆောင်တွေကကိုဖီအာနန်ကိုကော်မရှင်ဖွဲ့ခိုင်းပြီးအဲ့ဒီမှာစုံစမ်းခိုင်းတယ်စစ်ဆေးခိုင်းတယ်အဲ့ဒါပြီးတော့စီရင်ခံစာထုတ်ခိုင်းတယ်ဒုတိယကဏ္ဍအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့ပြီးသူတို့ကကွင်းစင်ပြီးအစီရင်ခံစာထုတ်တော့ဘယ်လိုဖြစ်လာလဲဆိုပြောရမယ်ပထမအချက်ကတော့ကွင်းစင်းနေတော့မယ်သူတို့ကဒီဘင်္ဂါလီမိသားစုတွေဘင်္ဂါလီရွာတွေကိုသူတို့ကသွားပြီးစစ်ဆေးလုပ်တာပေါ့လေကိုတွေ့အင်တာဗျူးတွေပေါ့ကိုတွေ့စစ်ဆေးတွေပါလုပ်တယ်သူတို့အင်တာဗျူးတွေလုပ်နေတော့ဖုန်းကဝင်လာတယ်ဖုန်းတွေဝင်လာပြီးချက်ချင်းပဲသူတို့မွတ်စလင်ခေါ်ရကနေရိုဟင်ဂျာဆိုပြီးခေါ်တယ်အဲ့ဒီအချက်ကိုကြည့်လိုက်ရင်အပြင်ကနေတူဦးကဒီနာမည်ကိုသုံးအောင်ကြိုးကင်နေတဲ့သဘောရှိတယ်ပေါ့လေတတိယအချက်ကဘယ်လိုလဲဆိုတော့ဒီအစီရင်ခံစာထွက်လာတော့နိုင်ငံတော်အနေနဲ့ဒါတွေကိုအကောင့်ထဲပေါ်လို့အင်မတန်ခက်တဲ့အချက်တွေပါတယ်ပါတော့အဲ့ဒီအချက်တွေကဘာတွေလဲဆိုတာကျမအနေနဲ့အနည်းငယ်ပြောလို့ပါတယ်ဒါပေမဲ့အဲ့လိုမပြောခင်အကောင့်ထဲပေါ်လို့ခက်တယ်ဆိုတော့အကောင့်ထဲမပေါ်တော့ဘာဖြစ်တုံးဆိုတော့နိုင်ငံတော်အနေနဲ့ပြောကန်ထီးတာပေါ့ကိုဖီအာနန်လိုအထင်ကြီးပုဂ္ဂိုလ်ကြီးထောက်ခံတဲ့အစီရင်ခံစာသူကိုယ်တိုင်ပါခဲ့တဲ့အစီရင်ခံစာမှာဘာကြောင့်ဒီလိုထောက်ခံတဲ့အတိုင်းမလုပ်လဲဆိုတာအဲ့လိုမေးစရာတွေဖြစ်လာတော့အဲ့ဒီအချိန်မှာနိုင်ငံတော်ကခေါင်းဆောင်တွေကလည်းပြောတယ်အဲ့ဒီအတိုင်းလုပ်ပါမယ်ဆိုကတိပေးတယ်ပြီးတော့ခုချိန်ကတော့အများကြီးအချိန်တွေလည်းကုန်ကန်းသွားပါပြီရခိုင်ပြည်အချိန်တွေကလည်းအင်မတန်ပြောင်းလဲသွားပါပြီအဲ့တော့အဲ့ဒါတွေတော့အကောင့်ထဲပေါ်လို့လွယ်လားမလွယ်လားဆိုတာအဲ့ဒါပရိသတ်တွေကိုယ့်အကိုဆုံးဖြတ်ဖို့လေအဲ့ဒီအကောင့်ထဲပေါ်ဖို့အခက်ခဲတွေ့မှာကတော့ပထမဦးဆုံးနိုင်ငံသားဥပဒေကအခုချိန်မှာနိုင်ငံတော်ပေါ်တက်ရောက်တာက1980နှစ်နိုင်ငံသားဥပဒေအဲ့ဒီအတိုင်းနိုင်ငံသားလူချင်းအဲ့ဒီနိုင်ငံသားဥပဒေနဲ့ဘောင်ညီအောင်နိုင်ငံသားအဖြစ်ရှောက်ရမယ်မှတ်ပုံတင်ရှောက်ရမယ်ဆိုတာဒါကဘယ်ဘာသာဘယ်လူမျိုးကိုမှပြစ်မှတ်ထားပြီးလုပ်တဲ့ဥပဒေမဟုတ်ပါဘူး။ဘာလို့ကျမကိုယ်တိုင်လည်းရှမ်းပြည်မှာနေပြီးရှမ်းပြည်မှာကြီးခဲ့တာပဲ။အဲ့ဒီအချိန်တုန်းကရှမ်းနဲ့တရုတ်နယ်စပ်မှာဆိုတရုတ်လူမျိုးတွေလည်းဒီဥပဒေကိုဘလို့ပဲပြောလိုက်နာရတာပဲလေ။တချို့တွေကနိုင်ငံသားကပ်ပြားရှိမယ်အဖေကရှိချင်မှရှိမယ်အဲ့လိုဟာမျိုးတွေပေါ့လေ။အဲ့တော့ကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာဘလို့ထွက်လဲဆိုတော့အဲ့ဒီထဲမှာဝေဖန်ထားတယ်ဒီမြန်မာနိုင်ငံသားဥပဒေဒီတဲ့နိုင်ငံတကာအဆင့်အတန်းနဲ့နိုင်ငံတကာသတ်မှတ်ချက်တွေနဲ့မမိဘူးတဲ့အဲ့လိုပြောထားတယ်အဲ့တော့အဲ့ဒီဥပဒေကိုတဲ့ပြန်ပြီးဆန်းစစ်ပြီးပြင်သင့်တယ်လို့ပြင်ရမယ်ပေါ့လေအဲ့လိုပြောထားတယ်ပြောထားတော့အဓိကဘာလဲဆိုတော့တစ်အချက်ကကျမအနေနဲ့ဒါသုံးသပ်တာပါဒါကတော့လူတိုင်းသုံးသပ်နိုင်ပါလေနိုင်ငံတကာစံဆိုတာဘာလဲနိုင်ငံသားဥပဒေမှာဟုတ်လားနိုင်ငံတကာစံရောရှိလားအင်္ဂလိပ်ဗြိတိန်နိုင်ငံသားဖြစ်ဖို့ဟာသူ့မှာသူသတ်မှတ်ချက်ရှိမယ်အမေရိကန်နိုင်ငံသားဖြစ်ဖို့ဟာလည်းကျမကြားဘူးသလောက်သတ်မှတ်ချက်ရှိတယ်ဘယ်အခြေအနေကိုပြည့်စုံအောင်လုပ်ရမယ်ဘယ်သို့ဘယ်ဝါပေါ့လေ
ပါတယ်ထိုင်းနိုင်ငံသားဖြစ်ဖို့ကလည်းဥမာတတ်မှတ်ချက်တွေရှိတယ်ကျမတို့မြန်မာနိုင်ငံသားကြတော့ပထမတတ်မှတ်ချက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီတတ်မှတ်ချက်တွေကြားထဲမှာတတ်မှတ်ချက်ထင်းထင်းရှားရှားတစ်ခုကတော့အဲ့လိုပေါ့တိုင်းရင်းသားဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရမယ်ဆိုတော့ဒီဟာတွေကဘလို့မှနိုင်ငံတကာစံနှုန်းနဲ့တော့နှိုင်းလို့မရဘူးနိုင်ငံတကာစံနှုန်းနဲ့ညီအောင်ပြန်ဆန်းစစ်ပြီးပြောင်းနေတာပြောင်းမေးရမယ်ဆိုတော့မခက်ပေဘူးလားပေါ့လေဒါကအင်မတန်အကောင့်ထဲပေါ်လို့မလွယ်တဲ့အကြံပြုချက်ပေါ့နော်တတ်မှတ်ချက်အဲ့လိုဖြစ်နေတယ်ဒုတိယတစ်ချက်ကကိုဖီအာနန်ကော်မရှင်ကမကြိုက်တာဒီနိုင်ငံသားကလည်းအဆင့်မျိုးမျိုးရှိတယ်တဲ့အဲ့ဒါတခြားနိုင်ငံတွေမှာဒီနိုင်ငံသားအမျိုးအစားမရှိတာတော့မဟုတ်ပါဘူးတဲ့မြန်မာပြည်လောက်တော့တတ်မှတ်ချက်မများဘူးတဲ့အဲ့တော့ကိုတွေရဲ့နိုင်ငံသားဥပဒေကိုပြန်ကြည့်တဲ့အခါမှာတကယ်တော့နိုင်ငံသားဆိုတဲ့မှာနိုင်ငံသားမဟုတ်တဲ့လူတွေမဟုတ်ပဲနဲ့နိုင်ငံသားဖြစ်တဲ့လူတွေထဲမှာပဲနိုင်ငံသားဆိုတာတတ်မှတ်ချက်ရှိတယ်အဲ့ဒါကတော့မွေးကလေးကနိုင်ငံသား1823ခုနှစ်မတိုင်ခင်ကတည်းကကိုမိဘဘိုးဘေးဘီဘင်တွေကဗမာပြည်ရောက်ပြီးအဲ့ဒီမိသားစုတွေကဆင်းသက်လာတဲ့ဥမာတိုင်းရင်းသားလူမျိုးတွေပေါ့ဒါတွေအားလုံးကတော့မွေးရပါနိုင်ငံသားတွေပေါ့နောက်တစ်ခုကတော့အဲ့နိုင်ငံသားဆိုရှိတယ်အဲ့နိုင်ငံသားဆိုတော့1948ခုနှစ်မြန်မာနိုင်ငံသားအဥပဒေလှုပ်လိုက်တယ်အဲ့ဒီအဥပဒေအရနိုင်ငံသားဖြစ်လာတဲ့ပုဂ္ဂိုလ်ကိုအဲ့နိုင်ငံသားလို့ခေါ်မယ်ပေါ့လေနောက်တစ်ခုကနိုင်ငံသားပြုခွင့်ရသူတဲ့1980နှစ်နိုင်ငံသားဥပဒေနဲ့ရှောက်ထားတဲ့လူတွေပေါ့လေအဲ့လိုဟာမျိုးအမျိုးမျိုးရှိတယ်ပေါ့လေဒါတွေကလည်းဒီနိုင်ငံသားဥပဒေရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတော့ဒါတွေကိုပါပြောင်းပြရမယ်ဆိုတော့လေအမျိုးအစားတွေမရှိအောင်ထားရမယ်ဘာညာပေါ့လေဆိုတော့လေတနိုင်ငံနဲ့တနိုင်ငံမတူဘူးပေါ့လေတချို့နိုင်ငံတွေကနိုင်ငံသားမဟုတ်ဒီလိုနိုင်ငံသားဖြစ်တယ်နဲ့မဖြစ်ဘူးပဲရှိမှာပေါ့တချို့နိုင်ငံနေရလဲနိုင်ငံသားမှာအဆင့်မျိုးရှိတာရှိပါတယ်အဲ့ဒီနှစ်ချက်အနေနဲ့ပဲနိုင်ငံတကာစံတတ်မှတ်နှုန်းနေဟလာစံတတ်မှတ်ထားတဲ့အတိုင်းဖြစ်တဲ့နယ်နောက်တစ်ခုကနိုင်ငံသားအမျိုးအစားခွဲသင့်မှုဆိုတာနဲ့ပဲအကောင့်ထဲပေါ်ရတာပေါ့လောလောဆယ်သူပြောတဲ့အခြေအနေမှာအရေးပေါ်ဖြစ်နေရခိုင်ကအဲ့ဒီအရေးပေါ်အခြေအနေမြန်မာပြည်ကလည်းအရေးပေါ်ဒီရခိုင်နဲ့ပတ်သက်လို့ကအရေးပေါ်အခြေအနေပဲအဲ့ဒီအခြေအနေမှာဘလို့မှဒီ1980နဲ့နိုင်ငံသားဥပဒေကိုတော့ပြောင်းလို့ရမှာမဟုတ်ပေါ့လေဆိုတော့အဲ့ဒါပါတယ်ပေါ့လေအဲ့ဒီຢာကိုကျွန်မမိမောင်းထိုးပြချင်ပါတယ်နောက်ခန္ဓာနှစ်ခုတတိယအချက်အနေနဲ့ရခိုင်ပြည်အဝင်အထွက်ပေါ့လေသတင်းတောက်တွေကအစနိုင်ငံတကာသတင်းတောက်တွေနိုင်ငံတကာပုံကိုယ်တွေကအစရခိုင်ပြည်အဝင်အထွက်အားလုံးကိုခွင့်ပြုရမယ်ဘာမှလုံခြုံရေးကန့်သက်ချက်တွေမရှိအောင်ဆိုတာအဲ့ဒါလည်းပါတယ်အဲ့တော့အဲ့ဒီအချိန်မှာစောစောကပြောခဲ့တဲ့အတိုင်းပဲရေးဖို့အခြေအနေဖြစ်နေအင်မတန်တင်းမာနေတယ်ဆိုကိုနဲ့မဟုတ်ဘူးနော်တက်နဲ့လည်းမဟုတ်ဘူးရှင်းပြောရင်အဲ့ဒီတုန်းကတော့ရခိုင်နဲ့ဘင်္ဂလီနဲ့တင်းမာနေတဲ့အချိန်မှာလုံးဝလှုပ်ပေးလိုက်လို့လည်းမဖြစ်ဘူးလေအဲ့ဒီလုံခြုံရေးစီးမြင်နေပါလိရှိခဲ့တဲ့အသွာလာစီးမြင်နေအဲ့ဒါနောက်စတုဒ္ဓအချက်ကဘာလဲဆိုတော့နေကြားဆောင်တက်တွေပါအားလုံးရခိုင်ပြည်မှာရှိတဲ့လုံခြုံရေးပုံကိုယ်တွေအားလုံးကိုရဲတွေပဲရှိစေချင်တယ်ပေါ့အဲ့ဒီပုံစံပြောတော့လေနည်းနည်းဟိုလက်တွေ့မကြောက်ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့တမတော်အခန်းကဏ္ဍမပပဲနဲ့အဲ့လိုဟိုပြောချင်ပါတယ်နော်